အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိန္ဒိယနိုင်ငံအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အိန္ဒိယဟာကမ္ဘာဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးတောင်အာရှမှာအကြီးဆုံးနိုင်ငံလည်းဖြစ်ပါတယ်သူရဲ့ယဉ်ကျေးမှုသမိုင်းဘာသာစကားနဲ့လူမှုအဖွဲ့အစည်းတွေဟာကမ္ဘာမှာအထူးခြားဆုံးတွေထဲကတစ်ခုပါပဲအိန္ဒိယဟာဧရိယာကျယ်ဝန်းပြီးမြောက်ဘက်မှာဟိမဝန္တာတောင်တန်းတောင်ဘက်မှာအိန္ဒိယသမုဒ္ဒရာအနောက်ဘက်မှာအာရေဗျပင်လယ်အရှေ့ဘက်မှာဘင်္ဂလားပင်လယ်အော်ရိုနဲ့ဝန်းရံထားပါတယ်။ရာသီဥတုဟာအပူပိုင်းမုတ်တုံရာသီဥတုဖြစ်ပြီးနှွေမိုးဆောင်းဆိုပြီးရာသီ၃မျိုးရှိပါတယ်။အိန္ဒိယမှာလူဦးရေ1.4 ဘီလီယံနီးပါးရှိပြီးကမ္ဘာလူဦးရေရဲ့19%ကိုပိုင်ဆိုင်ထားပါတယ်။ဘာသာစကားပေါင်းများစွာကိုပြောဆိုကြပြီးရုံးသုံးဘာသာစကားအနေနဲ့ဟင်ဒီနဲ့အင်္ဂလိပ်ဘာသာစကားတို့ကိုအသုံးပြုပါတယ်။ဒါအပြင်ပြည်နယ်အလိုက်ဘာသာစကားပေါင်း22မျိုးကိုတရားဝင်အသိအမှတ်ပြုထားပါတယ်။အိန္ဒိယဟာဘာသာရေးအမျိုးမျိုးရဲ့မူလအစဖြစ်ပြီးဟိန္ဒူဘာသာဗုဒ္ဓဘာသာဂျိန်းဘာသာနဲ့စိခ်ဘာသာတို့ရဲ့မွေးရမြေလည်းဖြစ်ပါတယ်။ဒါအပြင်အစ္စလမ်ခရစ်ယာန်နဲ့အခြားဘာသာတွေကိုလည်းကိုးကွယ်ကြပါတယ်။အိန္ဒိယရဲ့ယဉ်ကျေးမှုဟာပွဲတော်တွေအနုပညာတွေဂီတတွေအကတွေနဲ့ပြည့်နှက်နေပါတယ်။ဒီပါလီဟိုလီခရစ်စမတ်စတဲ့ပွဲတော်တွေကိုစီကားတိုင်းမြိုက်စွာကျင်းပကြပါတယ်။အိန္ဒိယဟာကမ္ဘာအကြီးဆုံးစီးပွားရေးတွေထဲကတစ်ခုဖြစ်ပြီးနည်းပညာဆေးဝါးစက်မှုလုပ်ငန်းနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာထင်ရှားပါတယ်။ဘင်္ဂလိုမွန်ဘိုင်းဒယ်လီစတဲ့မြို့ကြီးတွေဟာစီးပွားရေးဗဟိုချက်တွေဖြစ်ပါတယ်။ IT နည်းပညာကဏ္ဍမှာလည်းကမ္ဘာမှာဦးဆောင်နေပါတယ်။အိန္ဒိယရဲ့သမိုင်းဟာနှစ်ပေါင်း9000ကျော်ရှည်လျားပြီး Indus Valley ယဉ်ကျေးမှုကနေစတင်ခဲ့ပါတယ်။ဗြိတိရှကိုလိုနီခေတ်ကို1949ခုနှစ်မှာလွတ်လပ်ရေးရပြီးဒီမိုကရေစီနိုင်ငံအဖြစ်ကူးပြောင်းခဲ့ပါတယ်။မဟာသမာဂန္ဒီရဲ့ကောင်းဆောင်မှုဟာလွတ်လပ်ရေးလှုပ်ရှားမှုမှာအရေးပါခဲ့ပါတယ်။အိန္ဒိယဟာယဉ်ကျေးမှုသမိုင်းဘာသာရေးနဲ့လူမှုအဖွဲ့အစည်းတွေမှာကျွယ်ဝတဲ့နိုင်ငံပဲဖြစ်ပါတယ်။သူ့ရဲ့စီးပွားရေးနဲ့နည်းပညာတိုးတက်မှုတွေဟာကမ္ဘာကိုဩဇာလွှမ်းမိုးနေပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကြည့်ရှုသူအပေါင်းကိုစိတ်နှဖျားကျန်းမာကြပါစေကိုတူတာ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။